ဖေဝိစိတ်ချင်းတော့ပုံစံ ဘိန်းတွေလာဆုံးချိန်ဒါဘယ်လိုခေါ်တယ်လဲလေတိမ်ပင်လေးကြီးရှိမှသူမေးကနေ အမေဝိစိတ်ချင်းတော့ပုံစံ I wanna get right on top of my head right now. မိမိဝိချင်တော့ပုံစံ Sits down daar chill met de prits daar voor een uurtje man gang ja het sunt inutile nu mă puși gheal să-mi dai are pile în Jamaica sau în Chile inima face bom numai pentru မိတ်ဆွေတို့ခုမြင်တွေ့နေရတာကတော့ကဘာပေါ်ကဈေးကြီးဆုံးချိုပွဲပဲဖြစ်ပါတယ်။ဒီချိုပွဲလေးရဲ့တန်ဖိုးကအမေရိကန်ဒေါ်လာ$296အထိရှိပါတယ်။ဒါတောင်မှဒီချိုပွဲကအခုမှစားလို့ရတာမျိုးမဟုတ်ပဲအနည်းဆုံး3ရက်ကြိုတင်အော်ရာတင်မှသာရမှာဖြစ်ပါတယ်။ဒါပေမဲ့မုံကိုပြုတ်လို့ရတာကအရင်ကြီးခက်ခဲတာတော့မဟုတ်ပါဘူး။အရင်ဆုံး4000ဘန်းတစ်ခုထဲမှာဂျုံမုံတွေကိုညီနီအောင်ထည့်လိုက်ပါတယ်။ပြီးရင်တော့ဂျုံမုံတွေပေါ်မှာစားနှင်းငယ်ဖြူလိုက်ပါတယ်။စားကိုနဲ့နေအောင်ဖြူပြီးသွားပြီဆိုရင်တော့ဂျုံမုံတွေပေါ်မှာကျုပ်အရာတွေကိုလိုက်ပြီးတော့ပေးလိုက်ပါတယ်။ပြီးရင်တော့ခုနကအရာပေးထားတဲ့ကျုပ်ခွန်လေးနေရာမှာကျုပ်နေလေးတွေကိုလိုက်ပြီးတော့ထည့်လိုက်ပါတယ်။ပြီးသွားပြီဆိုရင်တော့ကျုပ်နှစ်တွေရဲ့အပေါ်ကနေဂျုံမုံလေးတွေနဲ့ပြန်ပြီးတော့အုပ်ထားလိုက်ပြီးတော့ခဏနှစ်ထားလိုက်ပါတယ်ခဏနှစ်ထားတဲ့အချိန်မှာပဲအုံသီးကိုအရေးကျပြီးတော့ညှစ်ထားရပါတယ်အချိန်ခဏစောက်ပြီးသွားရင်တော့ခုနကဂျုံတွေမှာထည့်ထားတဲ့ကျုပ်နှစ်လေးတွေကိုအုံရင်နဲ့စီကြောလိုက်ပါတယ်ဒါဆိုရင်တော့ရန်ကိုလှပပြီးတော့ကြီးလင်းနေတဲ့ကျုပ်နှစ်လေးတွေကိုရရှိပြီဖြစ်ပါတယ်ဒီကျုပ်နှစ်လေးကိုမှအပြင်ကနေဂျုံပြန်အုပ်တလို့လိုတလို့ပုံသွင်းအလှဆင်ပြီးရင်စီပူလေးထဲမှာထည့်ပြီးတော့ကြောလိုက်ပါဒါဆိုရင်တော့ရန်ကိုမှဈေးကြီးပြီးတော့စားလို့ကောင်းတဲ့အချို့ပွဲလေးကိုရရှိပါပြီရေကိုတီလိုပုံစံတောက်ပါပိန်ကိုပိန်နေမပိန်စရာအကြောင်းကိုမရှိဘူးနော်ပထမတစ်ခွက်မနက်6နိုင်ခွဲမှာတောက်မယ်နှစ်ခွက်မြောက်မနက်8နိုင်ခွဲသုံးခွက်မြောက်မနက်10နာရီလေးခွက်မြောက်မှာ12နာရီတိမှာတောက်မယ်ငါးခွက်မြောက်2နာရီခွဲ6ခွက်မြောက်4နာရီခွဲ9ခွက်မြောက်6နာရီခွဲ10ခွက်မြောက်9နာရီခွဲမှာတောက်ပါမယ်ရှင်တရက်ကိုရေ10ခွက်ရအောင်တောက်ပြီးတော့ကျန်းမာလာပါကြရအောင်နော်ဒီအလုံးမတတာညောလာဝတ်တင်ပေးပါရယ်နောက်ဗီဒီယိုမှာထပ်တင်ပေးရမယ်တတာ